နောက်ရာချမ်းအခန်းကြီး40အငယ်1မှ38တဖန်ထာဝရဘုရားသည်မောရှေအားမိန့်တော်မူသည်ကသင်သည်ပထမလပထမနေ့၌ပရိသတ်စည်းဝေးရာတဲတော်ကိုစောက်ရမည်တဲတော်အထဲ၌တသက်ခံချက်တစ်တာကိုသွင်းထား၍အတွင်းကလကာဖြင့်ကွယ်ကာရမည်စပွဲကိုလည်းသွင်း၍စပွဲပေါ်မှပြင်ဆင်ရသမျှတို့ကိုပြင်ဆင်ရမည်မိကိုလည်းသွင်း၍မိခွက်တို့ကိုထွန်းရမည်နန္တာပေါင်းရှို့ရာရွှေပလင်ကိုတသက်ခံချက်တစ်တာရှိ၌တည်ထား၍တဲတော်တကားဝကာသောကလကာကိုဆွဲကာရမည်ရစ်ကောင်မျိုးရှို့ရာပလင်ကိုလည်းပရိသတ်စည်းဝေးရာတဲတော်တကားရှိ၌တည်ထားရမည်အင်တုံကိုလည်းပရိသတ်စည်းဝေးရာတဲတော်နှင့်ရစ်ပလင်ဆက်ကြားမှတည်ထား၍အင်တုံ၌ရေကိုထည့်ရမည်တဲတော်ပတ်လည်ဝန်းကိုထူ၍ဝန်းတကားဝကာသောကလကာကိုဆွဲကာရမည်လိမ့်ရန်စီကိုယူ၍တဲတော်နှင့်တဲတော်၌ရှိသမျှတို့ကိုလိမ့်သဖြင့်တဲတော်နှင့်တဲတော်တစားရှိသမျှတို့ကိုတန့်ရှင်းစေရမည်ထို့သို့တဲတော်သည်တန့်ရှင်းရလိမ့်မည်ရစ်ကောင်ရှို့ရာပလင်နှင့်တစားရှိသမျှတို့ကိုလိမ့်၍တန့်ရှင်းစေသဖြင့်ထိုပလင်သည်အလွန်တန့်ရှင်းသောပလင်ဖြစ်ရမည်အင်တုံနှင့်ခြေထောက်ကိုလည်းလိမ့်၍တန့်ရှင်းစေရမည်အာရုန်နှင့်သူ၏သားတို့ကိုပရိသတ်စည်းဝေးရာတကားနာသို့ခေါ်ခဲ့၍ရေချိုးရမည်အာရုန်သည်ငါရှိ၌ရစ်ပရောဟိတ်မှုကိုဆောင်ရွက်မည်အကြောင်းတန့်ရှင်းသောအဝတ်နှင့်ဝတ်စေ၍စီလိမ့်သဖြင့်တန့်ရှင်းစေရမည်သူ၏သားတို့သည်လည်းငါရှိ၌ရစ်ပရောဟိတ်မှုကိုဆောင်ရွက်မည်အကြောင်းသူတို့ကိုခေါ်ခဲ့၍အင်ဂျီဝတ်စေလျက်သူတို့အဘကိုစီလိမ့်တကဲ့သို့သူတို့ကိုစီလိမ့်ရမည်အကယ်စင်စစ်သူတို့စီလိမ့်ခြင်းပိတ်သိမ့်သည်တားစဉ်မြေဆက်ပတ်လုံးထာဝရရစ်ပရောဟိတ်ရာဖြစ်သည်ဟုထာဝရဘုရားမိန့်တော်မူသည်များအတိုင်းမောရှေပြုလေ၏တက္ကရာနှစ်ခုပထမလပထမနေ့၌မောရှေသည်တဲတော်ကိုစောက်လေ၏ထာဝရဘုရားမှာထားတော်မူသည့်အတိုင်းခြေစွပ်များကိုနေရာချ၍ပြင်ပြားများကိုထောင်ပြီးလျင်ကန့်လန့်ခြင်းများကိုရှို့၍တိုင်တို့ကိုထူလေ၏တဲတော်ပေါ်မှတဲကိုဖြန့်မိုး၍ထိုတဲအပေါ်မှလည်းအထက်ထပ်မိုးပြန်လေ၏ထာဝရဘုရားမှာထားတော်မူသည့်အတိုင်းသက်သေခံချက်ကိုတစ်တာထဲမှသွင်းထား၍တစ်တာကွင်းတို့၌တဘိုးကိုရှို့လျက်တစ်တာပေါ်ဖုံးကိုတင်ပြီးမှတစ်တာကိုတဲတော်၌သွင်း၍ကွယ်ကာရာအတွင်းကလကာကိုကာထားသဖြင့်သက်သေခံချက်တစ်တာကိုကွယ်ကာလေ၏ထာဝရဘုရားမှာထားတော်မူသည့်အတိုင်းစပွဲကိုလည်းပရိသတ်စည်းဝေးရာတဲတော်အတွင်မြောက်ဘက်နာကလကာပြင်မှထား၍စပွဲပေါ်မှထာဝရဘုရားရှိတော်၌မှုန့်ကိုပြင်ဆင်လေ၏ထာဝရဘုရားမှာထားတော်မူသည့်အတိုင်းမိဂုံကိုလည်းပရိသတ်စည်းဝေးရာတဲတော်အတွင်တောင်ဘက်နာစားပွဲဆိုင်ရာတွင်ထား၍ထာဝရဘုရားရှိတော်၌မိခွက်များကိုထွန်းလေ၏ထာဝရဘုရားမှာထားတော်မူသည့်အတိုင်းရွှေပလင်ကိုလည်းပရိသတ်စည်းဝေးရာတဲတော်တွင်ကလကာပြင်မှထား၍ထိုပလင်ပေါ်၌မှွေသောနှံ့သာပေါင်းကိုမိရှို့လေ၏တဲတော်တကားဝ၌လည်းကလကာကိုဆွဲကာလေ၏ထာဝရဘုရားမှာထားတော်မူသည့်အတိုင်းမိရှို့ရာရစ်ပလင်ကိုလည်းပရိသတ်စည်းဝေးရာတဲတော်တကားရှိမှထား၍ထိုပလင်ပေါ်၌မိရှို့ရာရစ်ကို၎င်းဘောဇဉ်ပူဇော်တကားကို၎င်းပူဇော်လေ၏အင်တုံကိုလည်းပရိသတ်စည်းဝေးရာတဲနှင့်ရစ်ပလင်ဆက်ကြားမှထား၍စေးစရာရေကိုအင်တုံ၌ထည့်လေ၏ထာဝရဘုရားမှာထားတော်မူသည့်အတိုင်းမောရှေနှင့်အာရုန်မှစ၍သူ၏သားတို့သည်ပရိသတ်စည်းဝေးရာတဲတော်အထဲသို့ဝင်တော်၎င်းရစ်ပရောဟိတ်အနီးသို့ချင်းကပ်တော်၎င်းလက်ချေတို့ကိုစီရကြ၏တဲတော်နှင့်ရစ်ပလင်ပတ်လည်ဝန်းကိုထူ၍ဝန်းတကားဝါ၌ကာသောကလကာကိုဆွဲလေ၏ထိုသို့မောရှေသည်အလုတ်ကိုပြီးစည်းစေသည်ထိုအခါမိုးတိမ်သည်ပရိသတ်စည်းဝေးရာတဲတော်ကိုလွှမ်းမိုး၍ထာဝရဘုရား၏ဘုန်းတော်သည်တဲတော်ကိုဖြည့်လေ၏
ထို့သို့မိုးတိမ်သည်ပရိသတ်စည်းဝေးရာတဲတော်ပေါ်၌နေသောကြောင့်မောရှေသည်အထဲသို့မဝင်ရထာဝရဘုရား၏ဘုန်းတော်သည်တဲတော်ကိုဖြည့်လျက်နေ၏ဣသရေလမျိုးသားတို့သည်ခီးသွားလေရာတွင်မိုးတိမ်သည်တဲတော်ပေါ်မှကွာမြောက်သောအခါခရီးသွားကြ၏မိုးတိမ်မကွာမမြောက်လျင်မကွာမမြောက်မီတိုင်အောင်ခရီးမသွားဘဲနေကြ၏ခီးသွားလေရာတွင်ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက်၌ထာဝရဘုရား၏မိုးတိမ်သည်နေ့အခါတဲတော်ပေါ်မှတည်နေ၏ညအခါမီးလျံဖြစ်လျက်နေလေသည်ရှင်မောရှေစီရင်ရေးထားသောထွန်းမြောက်ရာကျမ်းပြီး၏သုတ်တန်ကျမ်းအခန်းကြီး16အငယ်1မှ33စိတ်နှလုံးအကြံစီတို့သည်လူနှင့်ဆိုင်ကြ၏ရှာနှင့်ပြန်ပြောချက်ကိုကထာဝရဘုရားပိုင်တော်မူ၏လူသည်မိမိကျင့်သမျှသောကျင့်တို့ကိုနှစ်သက်တတ်၏ထာဝရဘုရားမူကားစိတ်တဘောတို့ကိုချိန်တော်မူ၏ကိုပြုသောမှုတို့ကိုထာဝရဘုရား၌အပ်လောသူပြုလျင်သင်၏ကြံစီတို့သည်တည်ကြလိမ့်မည်ထာဝရဘုရားသည်ခတ်သိမ်းသောယာတို့ကိုကိုတော်ဘို့မတရားသောသူတို့ကိုလည်းဘေးဒဏ်ခံရသောနေ့ရက်အဖို့ဖန်ဆင်းတော်မူ၏မာနကြီးသောသူအပေါင်းတို့ကိုထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူ၏သူတို့သည်အသင်းဖွဲ့တော်လဲအပြစ်ဒဏ်နှင့်မလွတ်ရကြဂယုဏတရားနှင့်သစ္စာတရားအပြင်အပြစ်ပြေတတ်၏ထာဝရဘုရားကိုကြောက်ရွံ့သောသဘောအပြင်ဒုစရိုက်ကိုရှောင်တတ်၏လူကျင့်သောအကျင့်တို့ကိုထာဝရဘုရားသည်နှစ်သက်သောအခါထိုသူ၏ရန်သူကိုပင်သူနှင့်တင့်တင့်စေတော်မူ၏ဖြောင့်မတ်ခြင်းပါရမီနှင့်ရှင်သောဥစ္စာအနည်းငယ်သည်မတရားသဖြင့်ရသောဥစ္စာအများထက်သာ၍ကောင်း၏လူသည်မိမိသွားရာလမ်းကိုစိတ်ထဲမှကြံစီ၏သို့တော်လည်းသူ၏ခြေရာတို့ကိုထာဝရဘုရားစီရင်တော်မူ၏ရှင်ဘုရင်နှုတ်ခမ်းတို့၌ဗျာဒိတ်တော်ရှိသည်ဖြစ်၍တရားဆုံးဖြတ်ရာအမှု၌နှုတ်တော်သည်မမားစေနှင့်မှန်သောလေးနှင့်မှန်သောချိန်ဝင်သည်ထာဝရဘုရား၏ဥစ္စာဖြစ်၏အလေးအိမ်၌ပါသမျှသောအလေးတို့သည်စီရင်တော်မူရာဖြစ်ကြ၏ရှင်မင်းပြုသောဒုစရိုက်သည်ဆက်ဆုပ်ယွန်ရှာပွဲဖြစ်၏အကြောင်းမူကားယာဇပလင်သည်ဖြောင့်မတ်ခြင်းအပြင်သာတည်တတ်၏ဖြောင့်မတ်သောနှုတ်ခမ်းတို့သည်ရှင်ဘုရင်နှစ်သက်ရာဖြစ်၏မှန်ကန်စွာပြောသောသူကိုရှင်ဘုရင်ချစ်တတ်၏ရှင်ဘုရင်အမျက်သည်တေမင်းတမန်ကဲ့သို့ဖြစ်၏သို့တော်လည်းပညာရှိသောသူသည်အမျက်တော်ကိုဖြေတတ်၏ရှင်ဘုရင်မျက်နှာပွင့်လန်းသောအပြင်အသက်ချမ်းသာရ၏ကျေးဇူးတော်သည်နောက်ရွာသောမိုးတိမ်ကဲ့သို့ဖြစ်၏ငွေကိုရတတ်ခြင်းထက်ပညာကိုရတတ်ခြင်းသည်အလွန်ကောင်း၏ငွေကိုအမျက်မထားဉာဏ်နှင့်ပြည့်စုံခြင်းကိုအမျက်ထားเสียအလွန်ကောင်း၏ဖြောင့်မတ်သောသူလိုက်တော်လမ်းမူကားဒုစရိုက်ကိုရှောင်ခြင်းသည်ထိုလမ်းမှမလွဲဘဲအမြဲလိုက်တော်သူသည်မိမိအသက်ဝိညာဉ်ကိုစောင့်တတ်၏မာနသည်ပျက်စီးခြင်းအရင်ထောင်လွှားသောသဘောသည်ရှုတ်ချခြင်းအရင်၌နေရာကျတတ်၏စိတ်နှိမ်ချသောသူတို့နှင့်ပေါင်းဖော်၍စိတ်နှိမ်ချခြင်းသည်မာနကြီးသောသူတို့နှင့်ဆက်ဆံ၍လူယူသောဥစ္စာကိုဝေမျှခြင်းထက်သာ၍ကောင်း၏ပညာနှင့်အမှုဆောင်သောသူသည်အကျိုးကိုရလိမ့်မည်ထာဝရဘုရားကိုခိုလုံသောသူသည်လည်းမင်္ဂလာရှိ၏လိမ္မာသောစိတ်သဘောရှိသောသူသည်ပညာသတိရှိသည်ဟုကြော်စောရာသို့ရောက်တတ်၏ထိုသောစကားကိုပြောတတ်သောနှုတ်သက်တည်သည်လည်းပညာအတတ်ကိုတိုးပွားစေတတ်၏ဉာဏ်ပညာကိုရသောသူသည်အသက်ဆန်းရည်တွင်ကိုရ၏မိုက်သောသူတို့၏သွန်သင်ခြင်းမူကားမိုက်ခြင်းဖြစ်၏ပညာရှိသောသူ၏နှလုံးသည်သူ၏နှုတ်ကိုသွန်သင်၍သူ၏နှုတ်ခမ်းတို့၌ပညာအတတ်ကိုထပ်လောင်းတတ်၏တာယာသောစကားတို့သည်ပြားလဘိုးကဲ့သို့ဖြစ်၍စိတ်ဝိညာဉ်၌ချုံမိန်လျက်ကိုယ်ရိုးကိုကျမ်းမာစေလျက်ရှိကြ၏လူထင်သည့်အတိုင်းမှန်သောလက္ခဏာရှိတော်လဲအဆုံး၌တေခြင်းသို့ပို့သောလမ်းတစ်မျိုးရှိ၏အလုလုသောသူသည်မိမိပါးစပ်တောင်းသောကြောင့်မိမိအဖို့လုပ်တတ်၏အတ္တမလူသည်မကောင်းသောမှုကိုကြိုးစား၍ကြံစီတတ်၏လူ၏နှုတ်ခမ်း၌လှောင်သောမီးကဲ့သို့ရှိ၏သ
ဘောကောက်သောသူသည်ရန်မျိုးစေ့ကိုကျဲတတ်၏ကုန်းတိုက်သောသူသည်လည်းမိတ်ဆွေတို့ကိုကွဲပြားစေတတ်၏ကြမ်းကြုတ်သောသူသည်အိမ်နီးချင်းကိုချော်မော်၍မကောင်းသောလမ်းထဲသို့သွေးဆောင်တတ်၏ကောက်သောကြံကိုကြံစီခြင်းကမျက်စိမိတ်၍နှုတ်ခမ်းတို့ကိုလှုပ်သဖြင့်စိုးရုပ်သောမှုကိုပြီးစီးတတ်၏ဖြူသောသပင်သည်ဖြောင့်မတ်ခြင်းတရားလမ်း၌တည်လျင်ဘုံကြီးသောတရဖူဖြစ်၏စိတ်ရှည်သောသူသည်ခွန်အားကြီးသောသူထက်၎င်းမိမိစိတ်ကိုချုပ်တီးသောသူသည်မြို့ကိုတိုက်ယူသောသူထက်၎င်းသာ၍ကောင်း၏စာရေးတံတို့ကိုအိတ်ထဲ၌လျောင်းလျက်ရှိရာတွင်ခွဲဝေစီရင်ခြင်းမှုကိုထာဝရဘုရားပိုင်တော်မူ၏ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး19အငယ်1မှ40နှင့်ထိုအခါပိလတ်မင်းသည်ယေရှုကိုယူ၍ရိုက်ပြီးမှစစ်သူရဲတို့သည်စူးပင်နှင့်ရပ်သောဥယျာဉ်ကိုခေါင်းတော်၌တင်၍ညီမောင်းသောဝတ်လုံနှင့်ခြုံစေပြီးလျင်ယူရရှင်ဘုရင်ကိုတော်သည်မင်္ဂလာရှိစေတည်းဟုဆို၍ရိုက်ပုတ်ကြ၏ပိလတ်မင်းကလည်းဤသူ၌အဘယ်အဖြစ်ကိုမျှငါမတွေ့ကြောင်းကိုသင်တို့သိစေခြင်းကသူကိုသင်တို့ရှိရာသို့ငါထုတ်ပြသည်ဟုဆို၏ထိုအခါယေရှုသည်စူးပင်ဥယျာဉ်နှင့်ညီမောင်းသောဝတ်လုံကိုဝတ်လျက်ပြင်သို့ထွက်ကြွတော်မူ၏ပိလတ်မင်းကလည်းသူကိုကြည်ကြလော့ဟုဆို၏ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူလင်များတို့ကထိုသူကိုလှုပ်ဝါကတိုင်မှာရိုက်ထားပါဟုဟစ်ကြော်ကြ၏ပိလတ်မင်းကသင်တို့သည်သူကိုယူ၍လှုပ်ဝါကတိုင်မှာရိုက်ထားကြပါငါသည်သူ၌အပြစ်ကိုမတွေ့ဟုဆိုလျင်ယူရလူတို့ကဤသူသည်ဖျားသခင်သားတော်ဖြစ်ရောင်ဆောင်သောကြောင့်အကျွန်ုပ်တို့၌ရှိသောဓမ္မသက်အတိုင်းတေထိုက်ပါသည်ဟုလျှောက်ကြ၏ထိုစကားကိုကြားလျင်ပိလတ်မင်းသည်တာ၍ကြောက်သဖြင့်အိမ်တော်ဦးထဲသို့ဝင်ပြန်၍ယေရှုအားသင်သည်အဘယ်ကဖြစ်သနည်းဟုမေးလျင်စကားတခွန်းကိုမှပြန်တော်မမူပိလတ်မင်းကလည်းငါနှင့်စကားမပြောသလောငါသည်တင့်ကိုလက်ဝါးကတိုင်မှာရိုက်ထားပိုင်သည်ကို၎င်းလွတ်ပိုင်သည်ကို၎င်းသင်မသိလောဟုဆိုသောအထက်အရပ်မှအခွင့်ကိုမရလင်မင်းကြီးသည်ငါကိုအဘယ်သို့မျှမပြုနိုင်ထို့ကြောင့်ငါကိုမင်းကြီးလက်သို့အနှံသောသူသည်တာ၍ကြီးသောအပြစ်ရှိသည်ဟုမိန့်တော်မူ၏ထိုအခါမှစ၍ပိလတ်မင်းသည်ကိုတော်ကိုလွတ်ခြင်းငှာရှာကြံလေ၏ယူရလူတို့ကလည်းထိုသူကိုလွတ်လင်ကိုတော်သည်ကဲသာဘုရင်အဆွေမဟုတ်ပါရှင်ဘုရင်လှုပ်တော်သူမိသည်ကကဲသာဘုရင်၏ရန်သူဖြစ်ပါသည်ဟုလျှောက်ကြ၏ထိုစကားကိုကြားလျင်ပိလတ်မင်းသည်ယေရှုကိုပြင်သို့ထုတ်ပြီးမှဟေပြဲစကားအားဖြင့်ဂဗသအမည်ရှိသောကြောက်ခင်းဟုခေါ်ပေါ်သောအရပ်၌တရားပလင်ပေါ်မှထိုင်လေ၏ထိုနေ့အချိန်ကပတ္တခါပိတ်နေ့တစ်ချက်ဒီအချိန်လောက်ရှိပိလတ်မင်းကလည်းသင်တို့၏ရှင်ဘုရင်ကိုကြည်ကြလော့ဟုယူရလူတို့အားပြောဆိုလျင်ထိုသူကိုထုတ်ပါလက်ဝါးကတိုင်မှာရိုက်ထားပါဟုလူများဟစ်ကြော်ကြ၏ပိလတ်မင်းကလည်းသင်တို့၏ရှင်ဘုရင်ကိုလက်ဝါးကတိုင်မှာရိုက်ထားရမည်လောဟုမေးပြန်လျင်ယဇ်ပုရောဟိတ်အကြီးတို့ကအကျွန်ုပ်တို့၌ကဲသာဘုရင်မှတပါအဘယ်ရှင်ဘုရင်များမရှိပါဟုပြန်ပြောကြ၏ထိုအခါပိလတ်မင်းသည်ယေရှုကိုလက်ဝါးကတိုင်မှာရိုက်ထားစေခြင်းကထိုသူကိုတို့လက်ကိုအပ်သဖြင့်သူတို့သည်ကိုတော်ကိုယူ၍ထုတ်သွားကြ၏ကိုတော်သည်မိမိလက်ဝါးကတိုင်ကိုထမ်းလျက်ဥကောင်းခွန်အရက်ဟု၍ထွင်သောအရက်သို့ထွက်တော်မူ၏ထိုအရက်ကဟေပြဲစကားအားဖြင့်ဂေါလဂေါသအမည်ရှိ၏ထိုအရက်၌ကိုတော်ကိုအခြားသောသူနှစ်ယောက်နှင့်တကွလက်ဝါးကတိုင်မှာရိုက်ထားကြ၏ထိုသူနှစ်ယောက်အလယ်မှာယေရှုသည်နေရာကျသည်ပိလတ်မင်းသည်လည်းကပီးလိပ်စာကိုရေး၍လက်ဝါးကတိုင်တော်၌တက်လေ၏လိပ်စာချက်ဟုမူကားယူဒရှင်ဘုရင်နာဇရက်မြို့သားယေရှုဟုရေးထားသည်ယေရှုကိုလက်ဝါးကတိုင်မှာရိုက်ထားသောအရက်သည်မြို့နယ်နီးသည်ဖြစ်၍ထိုလိပ်စာကိုဟေပြဲဘာသာဟေသလဘာသာယောမဘာသာအားဖြင့်ရေးထားသောကြောင့်ယူဒလူများတို့သည်ဖတ်ကြ၏ထို့ကြောင့်ယူဒယဇ်ပုရောဟိတ်အကြီးတို့သည်
ပိလတ်မင်းထံသို့ဝင်၍ယူရရှင်ဘရင်ဟုမရေးပါနှင့်ငါသည်ယူရရှင်ဘရင်ဖြစ်သည်ဟုသူဆိုကြောင်းကိုရေးတော်မူပါဟုလျှောက်ကြလျင်ပိလတ်မင်းကငါရေးပြီးသောအရာကိုငါရေးပြီဟုပြန်ဆို၏စစ်သူရဲတို့သည်ယေရှုကိုလက်ဝါးကတိုင်၌ရိုက်ထားပြီးမှအဝတ်တော်တို့ကိုလေးပိုင်းပိုင်း၍တယောက်တစ်ပိုင်းစီယူကြ၏အတွင်းအင်ကြီးတော်ကမချုပ်ဘဲလျက်အထက်ဆွန်းမှသည်အောက်ဆွန်းတိုင်အောင်ရက်တော်အင်ကြီးဖြစ်သောကြောင့်ထိုသူတို့ကအင်ကြီးကိုမဆုပ်ကြနှင့်အဘယ်သူယူရမည်ကိုစာရေးတံချကြကုန်အံ့ဟုအချင်းချင်းဆိုကြ၏ကျမ်းစာလာသည်ကသူတို့သည်အကျွန်ုပ်အဝတ်ကိုအချင်းချင်းဝေဖန်၍အကျွန်ုပ်အင်ကြီးကိုစာရေးတံချကြပါ၏ဟုသောအချက်စကားကိုပြည့်စုံစေ၍စစ်သူရဲတို့သည်ထိုသို့ပြုကြ၏ယေရှု၏လက်ဝါးကဲ့တိုင်တော်နာမှာမေတော်နှင့်မေတော်၏ညီမဖြစ်သောကလောဖ၏မယားမာရိနှင့်မာဂဒလမာရိတို့သည်ရပ်နေကြ၏ထိုအခါမေရောနှင့်ချစ်တော်မူသောတပည့်တော်သည်အနားမှရပ်နေသည်ကိုယေရှုသည်ကြည့်မြင်တော်မူလျင်မေတော်အားအချင်းမိန်းမသင်၏သားကိုကြည့်ပါဟု၍၎င်းတပည့်တော်အားလည်းသင်၏အမိကိုကြည့်ပါဟု၍၎င်းမိန့်တော်မူ၏ထိုအခါမှစ၍ထိုတပည့်တော်သည်မေတော်ကိုမိမိအိမ်၌တင်ထား၏ထိုနောက်မှကျမ်းစာပြည့်စုံစေခြင်းကအမှုရှိသမျှကုံစင်ပြီးသည်ကိုသိတော်မူလျင်ရေငတ်သည်ဟုမိန့်တော်မူ၏ထိုအရက်၌ပုံးရည်နှင့်ပြည့်သောအိုးတစ်လုံးရှိသည်ဖြစ်၍ထိုသူတို့သည်ရေမိုတထွေးကိုပုံးရည်နှင့်ပြေဝစေပြီးလျင်ဟုသုပင်အကိုင်းဖျား၌တက်၍ကရင်းတော်သို့ကပ်ထားကြ၏ယေရှုသည်ပုံးရည်ကိုခံပြီးမှအမှုပြီးပြီဟုမိန့်တော်မူလျက်ခေါင်းကိုငိုက်ဆိုင်ညွှတ်၍အသက်တော်ကိုဆွံ့တော်မူ၏ထိုနေ့သည်အဖိန်နေ့ဖြစ်၍နတ်ဖန်နေ့လည်းကြီးမြတ်သောဥပုံနေ့ဖြစ်သည်ကိုယူရလူတို့သည်ထောက်၍အလောင်းကောင်တို့ကိုဥပုံနေ့၌လက်ဝါးကတိုင်ပေါ်မှမရှိစေခြင်းကပိလတ်မင်းထံသို့ဝင်ပြီးလျှင်ခြေကိုချိုး၍ထိုအလောင်းကောင်တို့ကိုယူသွားရမည်အကြောင်းအခွင့်တောင်း၏ထိုအခါစစ်သူရဲတို့သည်သွား၍ကိုရောနှင့်အတူလက်ဝါးကတိုင်မှရိုက်ထားသောသူနှစ်ယောက်တို့၏ခြေကိုချိုးလေ၏ယေရှုထံသို့ရောက်၍အသက်မရှိကြောင်းကိုမြင်လျင်ခြေကိုမချိုးဘဲစစ်သူရဲတယောက်သည်နှဖေးတော်ကိုလှန်နှင့်ထိုးဖောက်၍သွေးနှင့်ရေသည်ချက်ချင်းထွက်လာ၏ထိုအကြောင်းအရာကိုမြင်သောသူသည်သက်သေခံ၏သူ၏သက်သေခံချက်သည်လည်းမှန်ပေ၏သင်တို့သည်ယုံကြည်မိအကြောင်းသူပြောသောစကားမှန်သည်ကိုသူသိ၏ထိုအကြောင်းအရာကသူ၏အယိုးကိုမချိုးရဟုကျမ်းစာလာချက်ပြည့်စုံမိအကြောင်းသည်တဖန်ကျမ်းစာလာသည်ကထိုသူတို့သည်မိမိတို့ထိုးဖောက်သောသူကိုရှုမြင်ရကြလိမ့်မည်ဟုလာ၏ထိုနောက်မှအရိမဿဲမြို့သားယောသက်သည်ယူဒလူတို့ကိုကြောက်၍မထင်မရှားတပည့်တော်ဖြစ်သည်နှင့်ပိလတ်မင်းထံသို့ဝင်၍ယေရှု၏အလောင်းတော်ကိုယူသွားမည်အကြောင်းအခွင့်တောင်း၏ပိလတ်မင်းအခွင့်ပေးလျင်ထိုသူသည်သွား၍ယေရှု၏အလောင်းတော်ကိုယူလေ၏အထက်ကညအခါယေရှုထံသို့လာသောနှိကောဒင်သည်လည်းအခွက်30များလောက်အချိန်ရှိသောမူရန်နှင့်အကျော်ကိုရောနှောသောနံ့သာပြောင်းကိုဆောင်လျက်လာ၏ထိုသူတို့သည်ယေရှုအလောင်းတော်ကိုယူ၍ယူဒလူတို့၏တကြိုချင်းနှင့်ဆိုင်သောပြင်ဆင်ထုံးစံရှိသည့်အတိုင်းနံ့သာမျိုးနှင့်တကွပိတ်ပစိုးဖြင့်အလောင်းတော်ကိုပတ်ရစ်ကြ၏လက်ဝါးကတိုင်မှရိုက်ထားသောရက်တွင်ဥယျာဉ်ရှိ၏ထိုဥယျာဉ်၌တယောက်ကိုမျှမတကြိုဘူးသောတင်းချိုင်းတွင်သိရှိ၏ယူဒလူတို့၏အဖိန်နေ့ဖြစ်သောကြောင့်အနီးအပါးတွင်ရှိသောထိုတင်းချိုင်းတွင်၌အလောင်းတော်ကိုထားကြ၏ဖိလိပ္ပိဩဝါဒစာအခန်းကြီး3အငယ်1မှ21ကျွင်းသေးသောစကားဟုမူကားငါညီအကိုတို့သခင်ဖျား၌ဝမ်းမြောက်ခြင်းရှိကြလောအထက်ထက်ငါရေးလိုက်တော်လဲပင်ပန်းခြင်းမရှိသင်တို့မူကားလုံခြုံခြင်းရှိကြလိမ့်မည်ခွေးတို့ကိုရှောင်ကြလောမကောင်းသောကျင့်ကိုကျင့်သောသူတို့ကိုရှောင်ကြလောအယေဖျားလိခြင်းကိုခံရောင်ဆောင်သောသူတို့ကိုရှောင်ကြလောငါတို့သည်စိတ်ဝိညာဉ်အားဖြင့်ဖျားသခင်ကိုကိုးကွယ်၍ဇာတိ၌ကိုးစားခြင်းမရှိဘဲယ
ယေရှုခရစ်၌သာဝါကြွားဝမ်းမြောက်တော်သူဖြစ်၍မှန်သောရေပြားလေးခြင်းကိုခံတော်သူဖြစ်ကြ၏သို့တော်လည်းငါဖြစ်လျင်ဇာတိ၌ကိုးစားစရာအကြောင်းရှိ၏အခြားသူမည်သည်ကဇာတိ၌ကိုးစားစရာအကြောင်းရှိသည်ဟုထင်လျင်ငါမူကားတာ၍ရှိ၏ငါသည်ရှေးမြောက်သောနေ့၌အရေပြားလေးခြင်းကိုခံရ၏ဣသရေလအမျိုးဗင်ယာမိန်အနွယ်ဖြစ်၏ဟေဗြဲလူမှဆင်းသက်သောဟေဗြဲလူစစ်ဖြစ်၏တရားအားဖြင့်ဖာရိရှဲဖြစ်၏စိတ်အားကြီးခြင်းကိုမေးသောငါသည်အသင်းတော်ကိုညှင်းဆဲသောသူဖြစ်၏ပြည့်ညက်တရားအားဖြင့်ရသောဖြောင့်မတ်ခြင်းကိုမေးပြန်သောငါသည်အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူဖြစ်၏သို့တော်လည်းငါ၏အကျိုးစီးပွားကိုပြုစုသောအရာရှိသမျှတို့ကိုရှုံးစေသောအရာကဲ့သို့ခရစ်တော်ကြောင့်ငါထင်မှတ်၏ထိုများမကငါ၏သခင်ယေရှုခရစ်ကိုသိသောပညာသည်အဘယ်များလောက်မြတ်သည်ကိုထောက်၍ခတ်သိမ်းသောအရာတို့ကိုရှုံးစေသောအရာကဲ့သို့ငါထင်မှတ်၏ထိုသခင်ကြောင့်ခတ်သိမ်းသောအရာတို့ကိုအရှုံးခံရပြီးတေခြင်းမှထမြောက်သောခွင့်ကိုငါရနိုင်ကောင်းလျင်ကိုတော်သည်အသေးခံတော်မူသည်နည်းတူငါသည်လည်းအသေးခံ၍ထိုသခင်ကို၎င်းထမြောက်တော်မူခြင်း၏တကူကို၎င်းဆင်းရဲခံတော်မူခြင်းကိုဆက်ဆံ၍ခံခြင်းကို၎င်းသိကျွမ်းခြင်းကပညာတရားအဖြစ်ရသောကိုဖြောင့်မတ်ခြင်းကိုမကိုးစားဘဲခရစ်တော်ကိုယုံကြည်ခြင်းအဖြစ်ရသောဖြောင့်မတ်ခြင်းတည်ဟုသောယုံကြည်ခြင်းအတွက်ကြောင့်ဖျားသခင်ပေးတော်မူသောဖြောင့်မတ်ခြင်းကိုကိုးစားသဖြင့်ခရစ်တော်ကိုအမျက်ရ၍ထိုသခင်၌တည်ပါမည်အကြောင်းခတ်သိမ်းသောအရာတို့ကိုမစင်ကဲ့သို့ငါထင်မှတ်၏ထိုသို့ဆိုသောအကျိုးကိုခံရပြီးစုံလင်ခြင်းသို့ရောက်ရပြီဟုငါမဆိုလိုအကျင့်အကျိုးကိုပေးခြင်းကခရစ်တော်သည်ငါကိုကင်ဖမ်းတော်မူ၏ထိုအကျိုးကိုကင်မိခြင်းကငါပြေး၍လိုက်သေး၏ညီအကိုတို့ငါကင်မိပြီဟုကိုမထင်တော်လဲငါပြုသောအမှုတစ်ခုဟုမူကားနောက်ကျသောအရာတို့ကိုမမှတ်ပဲရှေး၌ရှိသောအရာတို့ကိုလှမ်းကမ်း၍ယေရှုခရစ်အားဖြင့်ဖျားသခင်သည်အထက်ရမှခေါ်တော်မူခြင်းနှင့်ဆိုင်သောဆုကိုရခြင်းကပန်းတုံးတိုင်သို့ငါလိုက်ပြီထို့ကြောင့်စုံလင်သောသူရှိသမျှတို့သည်ဤသို့သောသဘောကိုဆွဲလန်းရကြမည်သင်တို့သည်တစုံတစ်ခုသောအရာ၌သဘောချနာလျင်ထိုအရာကိုပင်ဖျားသခင်ဖော်ပြတော်မူလိမ့်မည်သို့မဟုတ်တော့လေယခုမြည်သမျှအတိုင်းတနည်းတည်းကျင့်၍သဘောတည်းရှိရကြမည်ညီအကိုတို့ငါကျင့်သည်နည်းတူသင်တို့သည်တနည်းတစ်နွတ်တည်းကျင့်ကြလောငါတို့ပေးသောပုံသက်သေနှင့်အညီကျင့်သောသူတို့ကိုလည်းရှုမှတ်ကြလောအကြောင်းမူကားအထက်အဖန်ဖန်ငါပြော၍ယခုပင်မျက်ရည်ကျလင်းနဲ့ပြောသည့်အတိုင်းခရစ်တော်၏လက်ဝါးကတိုင်ကိုရံဘက်ပြု၍ကျင့်သောသူအများရှိကြ၏ထိုသူတို့သည်ပျက်စီးခြင်း၌လမ်းဆုံးတက်ကြ၏သူတို့၏ဖျားမူကားမိမိတို့ဝမ်းပေသည်မိမိတို့ကြောက်မက်ဖွယ်သောကျင့်၌သာမိမိတို့ဝါကြွားကြ၏လောကီအရာတို့ကိုသာစိတ်ဆွဲလန်းခြင်းရှိကြ၏ငါတို့ကျင့်သောကျင့်မူကားကောင်းကင်ဘုံနှင့်ဆက်ဆိုင်လျက်ရှိ၏ကယ်တင်တော်မူသောအရှင်သခင်ယေရှုခရစ်သည်ကောင်းကင်ဘုံမှကြွလာတော်မူမည်ဟုငါတို့သည်မျှော်လင့်လျက်နေကြ၏ထိုသခင်သည်ခတ်သိမ်းသောအရာကိုပင်မိမိအောက်၌နှိမ့်ချနိုင်တော်မူသောပြုပြင်အားထုတ်ခြင်းအပြင်ယုံညံ့သောငါတို့၏ကိုယ်ခန္ဓာကိုပင်ဘုံဝတ္တရေနှင့်ပြည့်စုံသောကိုယ်ခန္ဓာတော်၏နည်းတူဖြစ်စေခြင်းကအသစ်ပြင်ဆင်တော်မူလက်တံ